Kevin De Bruyne က Manchester United ရဲ့ဂိုးသမားတစ်ကို ကော့ဒိုင်းစ်ရဲ့မျိုးဆက်တစ်လို့တိုက်ရိုက်ခေါ်လိုက်တာလားဒါဟာရိုးရိုးလေးအမွှန်းတင်နေတာမဟုတ်ပါဘူးကမ္ဘာအကောင်ဆုံးကွင်းလယ်လူတစ်ယောက်ကိုယ်တိုင်ထုတ်ဖော်ပြောကြားလိုက်တာပါဘယ်ဂျီယန်ပွဲအပြီးမှာ De Bruyne က Sander Lamans နဲ့ပတ်သက်ပြီးပြောလိုက်တဲ့စကားကအခုဆိုရင်ဘောလုံးလောကမှာဟိုးဟိုးကျော်သွားခဲ့ပါပြီကျွန်တော်တို့ဒီပွဲမှာကနဝင်ဂိုးသမားကြီး ကော့ဒိုင်းစ်မပါဘဲကစားခဲ့ရတယ်ဒါပေမဲ့ Lamans ကြောင့်သူ့ရဲ့လိုအပ်ချက်ကိုလုံးဝမခံစားခဲ့ရဘူးလို့ De Bruyne ကဆိုပါတယ်ကမ္ဘာအဆင့်ဂိုးသမားတစ်ယောက်မပါတာတော့အသင်းအတွက်ဘာပြဿနာမှမရှိခဲ့ဘူးလို့ပြောလိုက်တာကတော်တော်လေးကိုအတိတ်ပဲရှိလာပါတယ်အဲ့ဒီနောက်မှာတော့သူကပိုပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့စကားတစ်ခုကိုထပ်ပြောခဲ့ပါသေးတယ်ကျွန်တော်တို့ကတော့သူ့ကိုကော်တိုင်းပြန်လဲမွေးဖွားလာတယ်လို့မျိုးတော့ခေါ်ကြတယ်သူကဘယ်သူမှမထင်မှတ်ထားတဲ့အနေအထားတွေကနေအားအသင့်စရာကာကွယ်မှုတွေကိုလုပ်ပြနိုင်လို့ပါတယ်ဒါတင်မကသေးပါဘူးလာမန်ယူနိုက်တက်ကိုရောက်သွားပြီးကတည်းကအသင်းရဲ့ခန်းစစ်ပိုင်းကတိတိတတ်တာပြောင်းလဲတိုးတက်လာတယ်လို့လည်းဒီဘရိုင်းကအရေးအမွှဲပြောသွားခဲ့ပါတယ်ဂိုးသမားလောကရဲ့ကနဝင်တစ်ယောက်နဲ့နှိုင်းယှဉ်ခံနေရတဲ့ဒီလူငယ်ဂိုးသမားဟာတကယ်ပဲထူးခြားတဲ့ပါရမီရှင်တစ်ယောက်ဖြစ်လာနိုင်မလားဒါမှမဟုတ်ဒါကခဏတာအမွှန်းတင်ခံရတာပဲလားဘယ်ဂျီယန်နဲ့မန်ချက်စတာယူနိုက်တက်အသင်းကြီးနှစ်ခုလုံးရဲ့အနာဂတ်နံပါတ်1ဂိုးသမားဖြစ်လာမှာလားဆိုတာစိတ်ဝင်စားစရာပါပဲတကယ်လို့ဒီခြေစွမ်းအတိုင်းသာဆက်သွားမယ်ဆိုရင်တော့ယူနိုက်တက်တို့ရတနာတစ်ပါးကိုရှာဖွေတွေ့ရှိသွားပြီလို့ဆိုရမှာပါပရိသတ်ကြီးအနေနဲ့ရောဘယ်လိုထင်လဲတကယ်ပဲလာမန်စ်ဟာနောက်ထပ်ကော်ဒိုင်းတစ်ယောက်ဖြစ်လာနိုင်မလားဒါမှမဟုတ်ချီကျူးတာဆုံးလုံးနေသေးသလားတင်တို့ရဲ့အမြင်တွေကိုလည်းအောက်မှာမှတ်ချက်ပေးခဲ့ကြပါဦးနောက်ထပ်ထူးခြားတဲ့ဘောလုံးသတင်းတွေကိုသိရဖို့အတွက်လည်းကျွန်တော်ရဲ့အကောင့်ကို follow လုပ်ထားဖို့မမေ့နဲ့အောင်နော်သတင်းအသစ်တွေသိရအောင်အသေးလေးပေးပြီး share ပေးခဲ့ကြပါအားလုံးကျေးဇူးအထူးတင်ပါတယ်ဗျ